ရတယ်ဟုတ်စားကောင်း ဘယ်တော့ကတော့လို့ဘယ်လိုကတော့တာအောင်ပြောပါဦးဘယ်လိုကတော့တာဘာဖြစ်လဲလိုက်ပေါ်မှာဘယ်လိုတွေ့တာဘယ်လိုပြသမှာအလွယ်တော့ဂျင်းထဲသွားတာကိစ္စနာမရှိဘူးနော်ရေမွေးတွေဂျိုင်းတွေရောလက်တွေရောရေမွေးတွေစွတ်ပြီးမှဟိုကဖုံးလာတယ်ဦးသိန်းနဲ့ပြောလိုက်အောင်ဂျိုင်းတွေရောလက်တွေရောရေမွေးတွေစွတ်တာဘယ်သွားမလို့စွတ်တာအဲ့ဒါဟိုအနွယ်တော့ဖုံးလာတော့ဘယ်လိုပြောတာဘယ်အဲ့ဒါသူ့မလိုက်ခိုင်းဘယ်သူနဲ့သွားမှာဒုနှစ်ပါးလည်းသွားမှာဒုနှစ်ပါးစီဖို့မှမရှိတာ ကိုရင်စီကိုပေးမှာ ကိုယ်စီဖို့ရှိလို့လားအဟုတ်များလားလို့ဒီကစီသွားထဲလာတာစီဘယ်လောက်ဖို့ထဲလာပြောလိုက်အောင်တသိန်းဖို့လေတသိန်းဖို့တသိန်းအုပ်ပေးလိုက်တာလေ1000တန်းအုပ်ခတ်တီနဲ့ရေမွေးလေးစွတ်စီရီထဲပြီးတော့ဖုံးလဲလာရောနောက်ကျနေလို့တဲ့ဒီခေါက်မသွားတော့လို့ငိုရောမခေါ်ရင်ဘယ်သူနဲ့သွားမှာလို့ဟမ်ဒုနှစ်ပါးလဲသွားမှာဘာတော့ပိုင်အောင်ကြီးအဲ့ဒါအနီးရောင်လေဟုတ်ကဟာအဲ့ဒါသူကအမဲရောင်ကြီးမလား